လာကြတဲ့ကောင်းတီရှိလူကြီးများအပေါင်းနဲ့ရွှေကြိုမောင်နှမများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရရှင်။မြန်မာနာမည်ကတော့မတ်ဆိုးရတနာအောင်ပါရှင်။ โอเคမြန်မာစာကျွမ်းကျင်မှုစကားပုံတွေရှိတယ်အများကြီးပဲသမီးရယ်။ဟုတ်ကဲ့ရှင်။တရိတ်ဆန်တွေနဲ့ပတ်သက်တဲ့စကားပုံတစ်ခုသမီးကြားဘူးနားပါရှိတယ်တဲ့။ကြောင်တို့ကြားတို့ကြွက်တို့ကြက်တို့ကြီးတို့အစရှိသဖြင့်တရိတ်ဆန်တွေနဲ့ခိုင်းတိုင်းတဲ့စကားပုံရှိတယ်။အဲ့ဟာလေးတစ်ခုတော့ပြောပြပါအဓိပ္ပာယ်လေးရှင်းပြ။မြန်မာစင်လာရဲ့စကားပုံတစ်မျိုးပေါ့နော်။ဒါပေမဲ့အဲ့ရောက်မှပြောင်းသွားတယ်ရှင်။အဲ့ရောက်မှတရိတ်ဆန်နဲ့ပတ်သက်တဲ့စကားပုံကိုမေးခဲ့အဲ့တော့ခေါင်းထဲရှိရအမြင်ထွက်လာတဲ့ဟာကိုတော့ဖြေခဲ့ပါတယ်။ရေစက်တစ်ပေါက်ကြီးမပေါက်ဆိုတဲ့စကားပုံပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ရှင်အဓိပ္ပာယ်ဟုတ်အဓိပ္ပာယ်ကတော့ပေါ့နော်ဒီလူသားတွေကအဲ့လိုကိုတစ်ခုခုလုံးလိုက်တာနဲ့ပေါ့နော်အမားလေးတစ်ခုလောက်ပါသွားပြီဆိုတာနဲ့လူအဲ့လိုမျိုးလိုက်ပြီးတော့အပြစ်တင်ခြင်းစိတ်တွေရှိကြပါတယ်ပေါ့နော်အဲ့ဒါလေးကိုလိုက်ပြီးတော့ तू ကစကားပုံအနေနဲ့ပြောတာပဲဖြစ်ပါတယ်ရှင်ခုကတော့75လောက်တော့နည်းနည်းရော့သွားတယ်ဆိုတော့ကိုတေချာပြင်ဆင်တာမဟုတ်ဘဲနဲ့ तू ကမေးခွန်းလှည့်ပြီးနေလိုက်တော့လေအဲ့အကောင်းဆုံးလို့ကြိုးစားခဲ့ပါတယ်သမီးစိတ်ကြိုက် item တစ်ခုလုပ်ပြပါဟုတ်ကဲ့ပါရှင်ညီမကတော့ဟိုမတ်ရှင်မုံရတီရဲ့စိတ်ကြီးဝင်နေတဲ့မိန်းမဆိုပြီးတော့ကိုအားတိုင်ရပါတော့အဲ့ဒါလေးတေချာကိုဘုံနိုင်ချိန်ပဲတရုပ်ဆောင်ခဲ့ပါတယ်ရှင်ဒီနေရာမှာထိုင်ရမှာလားဟုတ်ပြီလေအော်ဟုတ်ကဲ့ပါတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ပါဒေါ်လေး sorry နော်ကျမယောက်ျားရင်းနဲ့ထင်လက်တရားရှာပြီးတော့အလက်ကျထတက်လို့အဲ့လိုမျိုးငါဘလို့ဖြစ်လို့အလက်ကြီးထတက်လို့အဲ့လိုမျိုးလေးနည်းနည်းလေးရွရွလေးပေါ့နော်လူတွေကအငိုတို့ရန်ဖြစ်တာတို့ဒါပဲတရုပ်ဆောင်တော့နည်းနည်းလေးအပြောင်းလဲဖြစ်သွားအောင်လို့နေခင်းဆိုတော့လေအိမ်ငိုင်နေကြမှာဆိုတော့တရုပ်ဆောင်လိုက်တာပါပေါ်မယ်အကတွေဘက်ကနေကြတော့ကိုကနည်းနည်းခဏဝင်လေးဆန်ဆန်ဖြစ်သွားအောင်လို့ဒီရုပ်ရှင်ဇာတ်ကားကြီးကလည်းဟိုတော်တော်ကိုပောက်ခဲတဲ့ဇာတ်ကားပေါ့နော်အဲ့တော့မှုံရွှေကြီးဆိုတာလေးကိုအခုကြလည်းမှုံရွှေကြီးနဲ့လိုက်တဲ့ဟာလေးဝတ်ထားပါတယ်ရှင်အားကြောင့်ကဖြစ်ခဲ့တာပါရှင်တဲလန်တော့ကိုရန်လေးအပြန်ဆိုရတဲ့မှုံရွှေကြီးဆိုတဲ့ဟာလေးနဲ့တေချာလေးကပြဖြောပြခဲ့ပါတယ်ရှင်ပါချင်တာပေါ့နော်လာတဲ့ဒီကတော့ပါချင်တာအဲ့တော့ညီမလည်းပါချင်ပါတယ်ပါသွားဖို့လည်းမျှော်လင့်ပါတယ်ရှင်ရပါပြီသမီးကျေးဇူးပါမင်္ဂလာပါရှင်မင်္ဂလာပါသမီးရဲ့နာမည်ကတော့ M Glory လို့ခေါ်ပါရဲ့ရှင်ခွာခွာသမီးရဲ့ဝတ်စုံလေးကဒီဆိုဝတ်စုံလေးဖြစ်ပါရဲ့ရှင်ဟုတ်ပြီသမီးစကားပုံလေးပြင်မယ်နော်ဟုတ်ကဲ့ရှင်ကိုယ်စားစီတော့နှမှုရောက်သွားအဲ့ဆိုရစကားလေးရပါကွန်းနောက်တစ်ခေါက်လောက်နေလို့ကိုယ်စားစီတော့နှမှုရောက်ကွန်းစားစီတော့နေမှုရောက်ဆိုတာကကျတော့အကယ်လို့ကိုကကွန်းစားနေတဲ့သူဖြစ်နေဆိုရင်ကွန်းကိုတခါတည်းတော့ပြန်မဖြစ်နိုင်ဘူးเนาะရုပ်တရက်ဆိုနည်းနည်းပြန်မေ့သွားတယ်ကိုကဆလိတောက်တဲ့သူဖြစ်နေဆိုရင်ဆလိကိုဖြတ်ချင်လို့ကွန်းစားတဲ့အခါကွန်းကိုအစားထိုးစားတဲ့အခါကျတော့ကွန်းရောဆလိရောနှစ်ခုစလုံးဆွဲသွားတယ်ပေါ့နော်အဲ့လိုမျိုးဆွလို့တာပါရှင့်မှန်ပါတယ်အကောင်းဆုံးပြင်ဆင်နိုင်ခဲ့ပါအဲ့ရှင့်ဘလို့ပူရာလေးလေ့ကျင့်ထားတယ်ရှိတာဟုတ်ရှိပါတယ်ရှင့်အဲ့ဒါချက်ကြည့်အောင်နော်ကိုရဲ့ script ပုံစံနဲ့ပေါ့နော်ပုံဖော်ပြီးတော့တရေပေါ့နော်တရေဝင်ပူးတဲ့ကောင်မလေးတယောက်အနေနဲ့တယောက်ဆောင်ခဲ့ပါတယ်ဒီ character ကကျတော့အဆောက်အုံနဲ့ပဲဖန်တီးလိုက်ပြီးတော့တယောက်ဆောင်လိုက်တာပါဟုတ်ဒီနေရာမှာစောင့်နေတာဒီအဆောက်အုံမရှိခင်ကတည်းကစောင့်
ကြာဒီနေ့တော့ကျွန်တော်တက်ခဲ့တဲ့သူဒီနာမပါလာပြီလေစမဖတ်လာခဲ့ဆရာတွေကိုမတူတဲ့အရာတာတခုအဲ့လိုမျိုး taste လေးတော့ပေးချင်နေဆိုရဲအစိမ့်နဲ့ကိုကလည်းဒီနားမှာလာဆောင်ရတာမလွယ်လေနော်စနစ်ခွဲကြရတယ်ခု9ခွဲထိထိုင်ဆောင်ရဆိုတော့ကိုစဉ်းစားရဒီချိန်လေးမှာဘာလို့ရင်ထူးဆန်းနေရဘာလို့ရင်ကောင်းမလဲဆိုတဲ့အတွေးလေးဝင်လာတယ်ဝင်လာပြီးတော့ချက်ချင်းပဲဒီအထဲမှာပဲပေါ့နော်ဒီထဲမှာပဲစဉ်းစားပြီးကိုဒီထဲမှာပဲခေါင်းထဲမှာ script စီလိုက်တယ်စီပြီးတော့ချက်ချင်းတရုပ်ဆောင်လိုက်တာပါရှင့်ဟုတ်တက်ခဲ့ကြတာ ရပြီ ဒီတချင်းလေးကစနားထောင်ကြရနေရောရင်ထဲမှာအရန်ထိတယ်ပေါ့နော်ကိုနဲ့အရန်တိုက်ဆိုင်တဲ့အခါကျတော့ဒီတချင်းလေးကိုရွေးချယ်ဖြစ်သွားတယ်ဒီချင်းကိုဆွနေနေလဲရန်ကိုရင်ထဲမှာစို့ပြီးအဲ့လိုမျိုးဝမ်းနေတယ်လို့ဖြစ်လာပေါ့နော်ဒီချင်းကိုရွေးချယ်ဖြစ်လာရတာဘာလဲမသိတော့ပါခုခါအိမ်ဟိုလေးရှယ်ဝဲမှာနေနေရောတိုရီမီတာဆူပါ This is so all my life ဒီစုမြိုင်းဒီပါရှင် အားလုံးပဲမင်္ဂလာပါရှင်တထားဆန်ဖြစ်ပါတယ် သမီးစကပုံတစ်ခုရယ်ဆိုရိုးစားစကားတစ်ခုရယ်ပြပြပါ ဟုတ်ကဲ့ဟုတ်သမီးစကပုံလေးတဲမှာသမီးအကြိုက်ဆုံးစကပုံလေးတစ်ခုရှိရပေါ့နော်အဲ့စကပုံလေးကတော့ငုတ်လျင်တဲတိုင်တက်နိုင်ဟုတ်ဘူးငုံမီ sorry ပါရင်ခုန်နေလို့ပါငုံမီတဲတိုင်တက်နိုင်ထားရောက်ဆိုတဲ့စကပုံလေးပဲဖြစ်ပါရဲ့ရှင်ဘာလို့ဒီစကပုံလေးကိုကြိုက်ရလဲဆိုရင်ရေငုတ်လိုက်ရင်လေတဲထိတိုင်အောင်ငုတ်ပြီးတော့တက်ပင်တက်မယ်ဆိုရင်လေအစုံအဖျားထိရောက်အောင်တက်နိုင်တဲ့ကဲ့သို့အလုပ်တစ်ခုကိုလည်းမစုံမနစ်ပဲနဲ့ဇွဲလုံးလာဝရိယအားနဲ့စူးစမ်းအားထုတ်ပြီးတော့စုံကန်းတိုင်အောင်ပြီးမြောက်အောင်လှုပ်ဆောင်ခြင်းကိုဆိုလိုပါရဲ့ရှင် ဆိုရိုးစကားလေးပြောကြည့် ဆိုရိုးစကားကတော့အဲ့လိုမျိုးအလုပ်တစ်ခုကိုဇွဲလုံးလာဝရိယကိုမလျှော့ပဲနဲ့ပေါ့နော်ပြီးကန်ဆုံးမြောက်အောင်လှုပ်ဆောင်တာကိုဆိုလို့ဒီစကားပုံလေးကိုကြိုက်တာပါရှင် ဆိုရိုးစကားလို့မြည်တယ်သမီး ဟုတ်ပညာရွှေဦးလူမခိုးအဲ့ဒါစကားပုံ စကားပုံလေးသမီးရ ဟုတ်ပါ ကဲရပါပြီ အဲ့တော့သမီးလေးကိုတိကိုတက်တက်လောက်လေးတော့ဖြည့်ခဲ့ပါရဲ့ရှင်ဟုတ် သမီးဒီမှာလာပြိုင်မယ်ဆိုတော့လေ ဟုတ် အေးရနေပြီးတော့အမူအရာတွေဘာတွေကြိုကျင့်လာခဲ့လဲပြပြအောင် ဟုတ်သမီးအမူအရာတောတူမအမူအရာအကြွားလေးလည်းကျင့်ထားပါတယ်ဟုတ်ဘာကြောင့်မလဲဆိုအကြွား character လေးနဲ့ဟာတာလေးလည်းပါတော့လေအဲ့လိုဒီစရာလေးများဖြစ်မလားဆိုပြီးတော့ဟုတ်ဒီမှာငါကြီးတော့ဝယ်ပေးထားတယ်ဒီသုံးလုံးပြူးကြီးနဲ့ငါမျိုးတက်ရင်လေအဲ့ဒီဟာတွေကဘာတွေလဲဆိုတာငါတက်ပုံရိုက်ပြီးနင့်ကိုပြန်ပြမယ်ဒါမဲ့လေနင့်ရဲ့အဲ့ဒီငါကြီးကိုတော့နင်အခုပြန်ရင်ဝါလိုက်ပါတော့ဟဲ့ငါအနက်မခံနိုင်တော့လို့ပါဟဲ့ ရပါပြီ ငါကျေးဇူးပါ မြူးဆိုတာဘာလဲ ဖုန်း iPhone 3လုံးမျိုးနဲ့ဓာတ်ပုံရိုက်ပြမယ်ပြောတာဟုတ် အဲ့ဒါကိုပြောတာလား ဟုတ်ကဲ့ဟုတ် sorry ဆရာမသိဘူးသုံးလုံးမြူးဆိုတော့ ဖုန်း3လုံးမျိုးကိုကြွားတာဟုတ် ဟုတ်ပါပြီ တဲလက်မှာကြတော့တချင်းလေးလဲဆိုတယ်တေးတရုပ်ပေါ်လေးပေါ့နော်အဲ့လိုလေးလောက်လိုက်ခဲ့ပါတယ်ဟုတ်အသေးလေးဆွေးနေပါတဲ့သူညာတဲ့ချစ်ခွင်ပန်းချင်းစကားလေးတွေမှာကွယ်ကိုဘကတော့အစွမ်းကုန်ချပြခဲ့တဲ့အတွက်ကြောင့်ဟိုကတော့နောင်နာမရဘူးเนาะအဲ့တော့ပိုင်လဲအတိုင်းမသိဝမ်းသာမှာပါရှင်ဟုတ်သူချစ်လိုက်ပြန်ငယ်လေးလာနေတယ်ဘဝတတခုနာဖို့ကြံရွယ်အချစ်မြတ်တာဖြစ်ခတ်တာကွယ်ကျေးဇူးပါဟုတ်ကဲ့ပါ